Okay, so Spider-Man brand new day ရဲ့ shape video part 1 ရဲ့ asset part 2 ပဲဖြစ်ပါတယ်ဆိုတော့စလိုက်ရအောင်ဒီလိုနဲ့ပီတာတယောက်သူ့ရဲ့စွမ်းအားတွေကိုတဖြည်းဖြည်းမထိန်ချုပ်နိုင်တော့တာကိုမြင်တွေ့ရပါတယ်ဒါဟာ Spider-Man 2 တုန်းကပီတာရဲ့တန်ရာစိတ်တွေကြောင့်စွမ်းအားတွေတဖြည်းဖြည်းပျောက်ကွယ်သွားတဲ့အခန်းမျိုးနဲ့ဆင်တူနေပါတယ်ဒီနေရာမှာသူဟာခိုးအုပ်ကြီးရဲ့ဝိုင်းအုပ်ခြင်းကိုခံရပြီးဒါကတော့2018ခုနှစ်ကထွက်ခဲ့တဲ့ Spider-Man game ထဲမှာအိုမဲအိမ်မဲလူတယောက်ရဲ့ခိုးတွေကိုလိုက်ဖမ်းပေးရတဲ့ mission လေးတစ်ခုကိုသွားပြီးတတိယစေပါတယ်ပီတာဟာစွမ်းအားတွေထိန်းမရတော့ပဲရေစင်တိုင်းကိုဝင်တိုက်မိပြီးမင်္ဂလာပွဲတစ်ခုတည်းပြုတ်ကျသွားခဲ့ရပါတယ်ဒါကိုဂျေဂျိုနာဂျေမီဆန်တယောက်သတင်းဖြစ်နေဖော်ပြတော့မယ်ဆိုတာသိကြသလောက်ပါပဲနောက်ခန်းမှာတော့ပီတာကသူ့ရဲ့ဗီဇပြောင်းလဲမှုတွေကအကောင့်နဲ့ဆိုစိတ်ပိုင်းတွေကိုခွဲထုတ်ပြီးတိန်းနောက်လို့ရမလားလို့မေးတဲ့အခါမှာဘန်နာကအခုလိုပြန်ဖြေခဲ့ပါတယ်။တဘာဝတရားရဲ့ဘယ်ပိုင်းကအကောင့်ဘယ်ပိုင်းကအစိုးလဲဆိုတာကိုမင်းကဘလို့နီးနဲ့ဆုံးဖြတ်ပါလိမ့်။ဒီထွေလာထဲမှာတော့ပီတာကသူ့ကိုယ်သူယူရပြီးပြောနေတယ်လို့မျိုးပုံဖော်ထားပါတယ်။သူကနောက်တစ်ချိန်မှာ M နဲ့ပြောပြခဲ့တဲ့ responsibility တွေကနေရှောင်းလဲဖို့အတွက်သူ့ရဲ့ပိတ်မှုစွမ်းအားတွေကိုစွန့်လွတ်ချင်နေရလဲဖြစ်ပါတယ်။ဒါမှမဟုတ်လဲနောက်ပိုင်းထွေလာထဲမှာမြင်ရတယ်လို့မျိုးမျိုးတွေကလူတွေကို mic control နေပုံရတယ်မိသမီးစီဒီစင်းနဲ့ဇက်ကောင်ကိုဖမ်းဆီးဖို့အတွက်လည်းဖြစ်နိုင်ပါတယ်။အဲဒီနောက်မှာတော့ဘန်နာကရိပ်မိသွားပြီးအခုလိုမေးလိုက်ပါတယ်မင်းကငါ့ရဲ့ចောင်းသားတွေကတယောက်မဟုတ်ဘူးမလားဒီနေရာမှာပီတာတယောက်တကယ်ကိုတက္ကသိုလ်တက်ခွင့်ရခဲ့ရလားဆိုတာကျွန်တော်စိတ်ဝင်စားမိပါတယ်နိုဘယ်ခေါင်းဆုံးတဲ့တော့ငါသူကြီးတွေအတွက်စာချက်နေတဲ့စာအုပ်ကိုတွေ့ခဲ့ရလို့ပါဒါပေမဲ့ comment ထဲမှာတော့သူက Spider-Man ဘွားနဲ့ဝမ်းစာရှာဖွေးလုပ်တွေကြားမှာပြများခဲ့ရလို့ ESU ကျောင်းကနေထွက်ခဲ့ရပြီးစာမေးပွဲအမှတ်တွေလည်းကြာဆင်းခဲ့ရပါတယ်ကျောင်းထုတ်ခံရတာက anime ကိုစိတ်ထိခိုက်စေခဲ့ပြီးနောက်ပိုင်းသူသိပ္ပံပညာရှင်တယောက်ဖြစ်လာတဲ့ချိန်ကျမှ anime ကသူ့ပေါ်ပြန်ပြီးကြည်ပြူလာခဲ့တာပါအဲဒီနောက်မှာတော့ Glasgow မြို့ရဲ့ရိုက်ခွင်းနောက်ွယ်ဓာတ်ပုံတွေတော့ငါစတွေ့ခဲ့ရတဲ့ action ခန်းတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်တခြားရက်ချက်တွေမှာတွေ့ရတဲ့အတိုင်းဒီတင်ငါးကြီးက damage control အဖွဲ့ပိုင်ဖြစ်ပေမဲ့အခုမောင်းနေတဲ့သူကတော့တစုံတယောက်ရဲ့စိတ်ထိန်ချုပ်ခြင်းကိုခံရပုံမှာကျွန်တော်ထင်တာကတော့ဒီထွေလာစီဒီစင်ကိုဗီလိန်ဖြစ်တဲ့အထင်မှောက်လှည့်စားထားတာဖြစ်ပြီးသူမကိုနောက်ွယ်ကနေတခြားတယောက်ကကြိုးကန်ချေလဲနေတာဖြစ်ဖို့များပါတယ်ဒီရုပ်ရှင်ထဲမှာ Miles Bowen ပါဝင်လာမယ်လို့ကျွန်တော်ပြောခဲ့ပြီးဖြစ်တယ်လို့သူကကလိုနီလုပ်တဲ့နေရာမှာနာမည်ကြီးပြီး comment ထဲမှာ Jean Grey ရဲ့ဗီလိန်ဖြစ်တဲ့ Madeline Pryor ဆိုတာကလည်းရှိတာမို့လို့ဒါဟာတိုက်ဆိုင်မှုတစ်ခုတော့မဟုတ်နိုင်ပါဘူးမဟုတ်ရင်လည်းသူမကိုကြိုးကန်နေတဲ့သူဟာ damage control ရဲ့ driver ဖြစ်တဲ့ Trauma Tim ရဲ့ဇက်ကောင်လည်းဖြစ်နိုင်ပါတယ်ဒါနဲ့နေပါဦး damage control ဆိုတာဘာကြီးလဲ damage control ဆိုတာက super hero တွေတိုက်ခိုက်ပြီးတော့ပျက်စီးသွားတဲ့နေရာတွေကိုလိုက်လံရှင်းပေးရတဲ့အစိုးရ agency တစ်ခုဖြစ်ခဲ့ဘူးပေမဲ့အခုကမှတော့အသွင်ပြောင်းလဲသွားပြီး super hero တွေကိုလိုက်လံနှိမ်နင်းဖမ်းဆီးတဲ့အဖွဲ့ဖြစ်နေပါပြီကောလာဟာလာတွေအရတော့ damage control ရဲ့ driver ဖြစ်တဲ့ Trauma Tim က X-Men comic ထဲမှာ mutant တွေကိုအလုံးမုံတီးကအခုရုပ်ရှင်ထဲမှာတော့ Citizen ကိုထိန်းချုပ်ဖို့စ조사နေတယ်လို့မျိုးသူတို့ကိုထိန်းချုပ်ပစ်ခြင်းနဲ့ William Striker ဖြစ်နေတုံးဆောင်ထားတာလို့ဆိုကြပါတယ်နောက်ပြီး Spider-Man ဟာ Jean Grey mind control လုပ်လို့မရတဲ့သူတို့ဖြစ်နေမို့ရပါတယ်အခုချိန်ထိတော့ Citizen ကဘယ်ဇက်ကောင်ဖြစ်နေတုံးဆောင်ထားလဲဆိုတာကိုတန်ဝင်ထုတ်ပေါ်ပြောကြားခြင်းမရှိသေးပေမဲ့ဒီလိုရှုပ်ဝတ်ထားမှုတွေနဲ့သူမရဲ့စပိန်နီနီတွေကြောင့်ကျွန်တော်တို့တော်တော်များများကတော့ Jean Grey အနေနဲ့တုံးဆောင်ထားတာဖြစ်နိုင်တယ်လို့ယူဆလို့ရပါတယ် Marvel Studio ဟာ X-Men ရုပ်ရှင်ရိုက်ကူးခွင့်ကောင်း2018ခုနှစ်ကျမှပြန်လည်ရရှိခဲ့တာဖြစ်ပြီးသူတို့ရဲ့ universe ကိုတဖြည်းဖြည်းချင်းပဲပြန်လည်မိတ်ဆက်ပေးနေတာဖြစ်ပါတယ်သူတို့အနေနဲ့မူလ X-Men အဖွဲ့ကို Avenger Doomsday မှာပြသပေးပြီးမှ MCU ရဲ့ X-Men ရုပ်ရှင်တွေတုံးဆောင်တဲ့တွေနဲ့ဇက်ကောင်တွေကိုတမျိုးတစ်ပုံပြန်လည်ပုံဖော်ခြင်းနေပုံရပါတယ်အခုဒီချက်တွေအားလုံးကိုပေါင်းစပ်ကြည့်လိုက်ရင်တော့ damage control အဖွဲ့ဟာနောက်တစ်ချိန်မှာ department of mutant control ဖြစ်နေအမည်ပြောင်းလဲသွားတော့မှတေချာတလောက်ပါပဲအဲဒီနောက်မှာတော့ပြီးခဲ့တဲ့ trailer တော့ကမြင်ခဲ့ရတယ်လို့မျိုးခေါင်းမီးချုံအင်ကြီးဝတ်ထားပြီးလက်လက်ဘက်ကိုမြှောက်ထားတဲ့ Zedi Sin ရဲ့ဇက်ကောင်လို့ယူဆရသူတွေကိုတွေ့ရပါတယ်ဒါပေမဲ့အခုတစ်ခါမှတော့ဒါဟာအစောပိုင်းတုန်းကပီတာသူ့ရဲ့ web shooter တွေကိုတက်ဆင်နေတဲ့အခန်းနဲ့တခန်းနဲ့ဖြစ်နေတာကိုသတိပြုမိမှာပါဒါကြောင့် Zedi Sin ကပီတာရဲ့အထက်မြင့်တိုက်ခန်းကိုရှာဖွေတွေ့ရှိသွားတာလေးဖြစ်နိုင်ပါတယ်အဲဒီနောက်မှာတော့ damage control ရဲ့ယဉ်တစည်းမှောက်သွားပြီးဆေးရုံတစ်ခုမှာပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်တခွဲကဝင်းစုံတွေနဲ့ဆရာဝန်သူနာပြုဝစ်စုံတွေကိုကြီးချင်းအဖြစ်ဒါဟာဆေးရုံတစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ဒါဟာပီတာကသူ့ကိုယ်သူစမ်းသပ်မှုတွေပြုလုပ်နေတဲ့နေရာဖြစ်နိုင်တယ်လို့ Zedi Sin ကိုဒီမှာဖမ်းဆီးထိန်းသိမ်းထားရာကနေသူမထွက်ပြေးလွတ်မြောက်သွားတာလေးဖြစ်နိုင်ပါတယ်ပြီးတဲ့နောက်မှာတော့ Spider-Man 1 တုန်းက Spider-Man နဲ့ Green Goblin တို့တိုက်ခိုက်ခဲ့တဲ့ Roosevelt Island ကျွန်းစီကနေစွမ်းအင်လှိုင်းတွေထွက်ပေါ်လာတဲ့ကိုတွေ့ရပါတယ်။ Comic တွေနဲ့ Video Game တွေထဲမှာတော့ဒီနေရာဟာ Rikers Island အကျဉ်းထောင်တည်ရှိတဲ့နေရာဖြစ်ပြီး Video ရဲ့နောက်ပိုင်းမှာပြောပြပေးသွားမယ့်အတိုင်း Spider-Man က hand ဖွဲ့နဲ့တိုက်ခိုက်ရမယ့်ထောင်လေးဖြစ်ပါတယ်။အခုထွေလာရတော့ဒီကျွန်းကနေပဲစိတ်ထိန်ချုပ်မှုစွမ်းအင်တွေစိတ်ထွက်လာနေတာကိုပြသနေတာသိကြပါတယ်။ Zedi Sin ကဒီကျွန်းပေါ်မှာ scan ချနေတာဖြစ်နိုင်တယ်လို့သူမကအဲ့ဒီ Rikers Island ထဲမှာပဲဖမ်းဆီးပိတ်လောင်ထားတာလေးဖြစ်နိုင်ပါတယ်။ပီတာဝင်တိုင်းမိခဲ့တဲ့ပါတီပွဲရဲ့မြင်ကွင်းတွေကိုထပ်မံတွေ့ရပြီးဧည့်သည်တွေကကြောက်ရွံ့တွေလို့ငြိမ်သက်တောင့်တင်းနေကြပါတယ်။အဲ့ဒီမှာရခိုင်ရင်ပေါ်မှာလက်ထပ်ပြီးကစားဂျွန်နဲ့လူစီနာလို့ရေးထားတာကိုသတိပြုမိမှာပါဒီနေရာကဂျွန်ဆိုတာက Spider-Man 2 တုန်းကပါဝင်ခဲ့တဲ့ဂျွန်နာရဲ့သားဖြစ်သူဂျွန်ဂျေမီဆန်ဖြစ်နိုင်ပါတယ်ကွန်မစ်ထဲမှာတော့ဂျွန်ကလကဘာဘောကိုတွားရောက်ခဲ့တဲ့အာကာသယာဉ်မှူးတူဖြစ်ပြီးအဲ့ဒီကကြောင်တုံးတစ်ခုကိုထိမိရာကနေမန်ဖူးဖြစ်သွားခဲ့တာပါ The Amazing Spider-Man အပိုင်း1တုန်းကတော့ Spider-Man ကဂျွန်ရဲ့ဒုံးမြန်ကိုကေတင်ပေးခဲ့ဖူးပေမဲ့ဒါဟာဂျေဂျွန်နာဂျေမီဆန်က Spider-Man ပေါ်ပို့ပြီးလို့တော့မုန်းတီးသွားစေခဲ့ပါတယ်အခုလည်းဒီလိုမျိုးပဲထပ်ဖြစ်လာနိုင်ပါတယ်စကားမဆက်ခန္ဓာကိုယ်တစ်ခုကနေတစ်ခုကိုကိုပြောင်းနေဒီလိုစိတ်ကူးစွမ်းမျိုးဟာ X-Men villain ဖြစ်တဲ့ Shadow King စွမ်းရည်နေလေတူနေပါတယ်သူ့ရဲ့စွမ်းရည်ကတော်တော်လမ်းပြီး Legion Season 1ရဲ့ villain လေးဖြစ်ခဲ့ဖူးပါတယ်ဒါပြင်သူကဂျင်းမြက်ခန္ဓာကိုယ်တွေကိုပူကတ်ဝင်ရောက်ပြီးဒါတွေအားလုံးကိုခိုင်းစေနေရလေဖြစ်နိုင်ပါတယ်ဘလို့ပဲဖြစ်ဖြစ်တကယ်လို့ဂျင်းသားကြိုးကိုင်ခံနေရတယ်ဆိုရင်အပြင်လူတို့ကတော့ဒါကိုသိမှာမဟုတ်ပါဘူးသူတို့ကသူမနဲ့ mutant တွေအားလုံးကိုပဲပြစ်တင်ကြမှာဖြစ်ပြီးဒါ damage control ဖွဲ့တဲ့အစိုးရစီကနေရန်ပုံငွေတွေပုံမရရှိလာစေဖို့နဲ့အာဏာပုံမကြီးထွားလာစေဖို့လမ်းစာဖြစ်သွားပါလိမ့်မယ်ဝမ်နမန်ဇလန်တွဲတွေမှာမြင်ခဲ့ရတယ်လို့မျိုး damage control ဖွဲ့ရရန်ပုံငွေနဲ့အာဏာပို့ရဖို့အမြဲတမ်းစ조사နေတာပါနောက်ပြီးပီတာအနေနဲ့လူတယောက်ချင်းစီကနေရခိုင်ရင်စီကိုဥတီသွားတဲ့စွမ်းရည်လမ်းကြောင်းကို
ကိုမြင်တွေ့နိုင်တဲ့ကိုသတိပြုမိမှာပါပီတာစီမှာစိတ်ထိန်ချုပ်သူတွေစွမ်းအားတွေကိုခြေရခံနေတဲ့နေပညာအသေးရှိနေတာဖြစ်နိုင်ပေမဲ့ဒါဟာအရင်ဝစ်ဆောင်တွေတုန်းကသုံးခဲ့တဲ့ Star Dash တွေလောက်တော့အဆင့်မီမီတည်သက်လှပခြင်းမရှိပါဘူးနောက်တစ်ခါမှာတော့ပီတာတယောက် MJ ရဲ့ပါတီပွဲကိုမဖိတ်ဘဲနဲ့ရောက်သွားခဲ့ပါတယ်အဲ့ဒီနောက်မှာသူတို့ကပီတာကိုပါတီတေးကနေချက်ချင်းမောင်းထုတ်လိုက်တယ်လို့ယူဆရပါတယ်အဲ့ဒီနောက်လမ်းကြားတစ်ခုတွေမှာပင်းကိုမြင်တဲ့ရုပ်ရက်ပေါက်ကွဲထွက်သွားတဲ့အခန်းတိုလေးကိုတွေ့ရပြီးဒါဟာပီတာအနေနဲ့သူ့ရဲ့အမြင်ပြတဲ့စွမ်းရည်အသစ်ကိုထိန်းချုပ်ဖို့အခက်အခဲဖြစ်နေတယ်ဆိုတာကိုပြသနေတာဖြစ်ပါတယ်နောက်ဗီလင်ကလူတွေကိုစိတ်ချင်းထိန်းချုပ်နိုင်ရုံနဲ့မကဘဲပီတာရဲ့တွေ့တွေကိုပါဖတ်နိုင်တဲ့တယ်လီပတ်စွမ်းရှင်တယောက်လည်းဖြစ်နေပါတယ်ဒီဗီလင်ဟာမတူညီတဲ့ခန္ဓာကိုယ်တွေကိုကုပြောက်ဝင်ရောက်ပြီးပီတာကို MJ အကြောင်းနဲ့ပတ်သက်ပြီးစားနောက်ကြည့်စဲနေကြတာပါဒီခါဟာပီတာကကန်နိုနယ်ထဲမှာ Spider Tracer နဲ့ဆင်တူတဲ့စက်ပစ္စည်းလေးတစ်ခုကိုကင်ထားတဲ့အခန်းနဲ့ဂျာညက်ပြသထားတာဖြစ်ပြီးအဲ့ဒီပစ္စည်းလေးကိုရန်သူတွေစီမှာကတ်ထားပြီးသူ့ Spider Sense နဲ့ရှာဖွေနိုင်မှာဖြစ်ပါတယ်နောက်ပိုင်းထွက်လာတဲ့ trailer ဗီဒီယိုတွေနဲ့ Empire ကထုတ်ပြန်ခဲ့တဲ့ဓာတ်ပုံတွေမှာမြင်ရတဲ့အတိုင်း Spider-Man ဟာ MJ နဲ့ကိုယ်တိုင်မိတ်ဆက်ခဲ့ပြီးသူမရဲ့ကူညီတဲ့နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုတွေကိုကူညီတောက်ခံရတာမျိုးလေးဖြစ်နိုင်ပါတယ်တကယ်တော့ပီတာဟာပါတီပွဲမှာအနေရခတ်ခဲ့ပြီးတဲ့နောက်သူ့ရဲ့တကယ်ချင်းတွေနဲ့အတူရှိနေနိုင်မဲ့တခုတည်းသောအခွင့်အရေးက Spider-Man ဝစ်စုံကိုဝစ်ဆင်ထားတဲ့အချိန်ပဲဖြစ်နေနိုင်ပါတယ်ဒါကြောင့် MJ နဲ့ Nabdo စီကအကူအညီကိုယူအောင်မယ်ထင်ပါတယ်အဲ့ဒီနောက်တကွဲကတခုတွေကိုပီတာတယောက်တိတ်ဆိတ်ဝင်လာချိန်မှာဂျိုင်နင်းကသူ့ရဲ့ပုံရိပ်ပြန်ကိုတွေ့ရမှာပါအဲ့ဒီဂျိုင်နင်းက Jurassic Park ရုပ်ရှင်တွေကရေဖန်ခွက်တွေလိုမျိုးတောင်းခါနေတာကိုသတိပြုမိမှာပါဒါဟာဟော်ချီနီနာမှာရှိနေတဲ့ဆိုတာကိုချိန်မှပြသနေတာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့အကွဲပြီးပျက်စီးနေတဲ့ဘန်နိုင်ရဲ့လက်ပတ်အခန်းကိုတွေ့ရမှာပါကွန်ပျူတာမော်နီတာတွေရဲ့ရှေ့မှာရှိနေပြီးအဲ့ဒီနောက်မှာတော့ဗီလင်က Bruce Banner ရဲ့ခန္ဓာကိုယ်ကနေတစင်းစကားပြောလာတဲ့အခန်းကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဟော့ဂျီကိုစိတ်ချင်းထိန်းချုပ်ထားတာလားဒါမှမဟုတ်ဘန်နာကသူ့ကိုစေစုနဲ့တခုနီးပါးကြပိတ်လောင်ထားခဲ့တဲ့စိတ်ချင်းတောင်တွေကနေနောက်ဆုံးမှလွတ်မြောက်သွားတာလားဆိုတာစဉ်းစားစရာပါဒါပြင်သူ့ရဲ့အကြောင်းကကနွန်ဆောက်တွေတဲကမူလရောင်ဖြစ်တဲ့မိကုန်းရောင်ဘက်ကိုပိုတန်းနေပြီဒါဟာစိတ်ချင်းထိန်းချုပ်ခံရလို့လည်းဖြစ်နိုင်ပါတယ်ကာတွန်းနယ်ထဲမှာတော့ Grey Hawk က Incredible Hulk issue 3နှစ်လေးမှာပြန်လည်ပါဝင်လာခဲ့ပြီးအဲ့ဒီတော့ကသူဟာခက်ထန်ကြမ်းတမ်းတဲ့ပုံစံအသစ်နဲ့ Vegas မြို့က club တစ်ခုမှာလူမိုက်လုံနေခဲ့တာပါ Hawk ကြီးဟာ Incredible Hulk ရုပ်ရှင်ထဲမှာလိုပဲသူ့ရဲ့နာမည်ကျော်လက်ဝါးချက်ကိုပြုလုပ်ခဲ့ပြီးဒါဟာ2003ခုနှစ်ကထွက်ရှိခဲ့တဲ့ Hulk Game နဲ့မှာလည်းကျွန်တော်အကြိုက်ဆုံးကွက်ဆန်တစ်ခုဖြစ်ခဲ့ပါတယ်အဲ့ဒီနောက်မှာတော့ပီတာက MJ ရဲ့အခန်းထဲကိုရုတ်တရက်ဝင်လာပြီး main entrance ရှိနေပြီငါ့ကိုပဲယုံကြည်လိုက်ပါလို့ပြောခဲ့ပါတယ်အဲ့ဒီနောက် Far From Home ရုပ်ရှင်အဆုံးသတ်နဲ့ No Way Home ရုပ်ရှင်အစမှာလိုမျိုးသူတို့နှစ်ယောက်ပင်းကိုမြင်နေတွဲလက်ခုံပြန်တန်းသွားကြတာကိုမြင်တွေ့ရမှာပါဒါဟာပီတာတော်တော်အဆိုးရဆုံးအိမ်မက်ဆိုးကြီးဖြစ်နေမှာသိကြပါတယ်သူဟာ MJ ရဲ့နှစ်ဖူးပေါ်ကဒဏ်ရာကိုမြင်ခဲ့ရလို့သူမနဲ့ဝေးဝေးမှနေဖို့ဆုံးဖြတ်ခဲ့တာပါသူမရှိရင် MJ နဲ့ Nabdo ပို့ပြီးဘေကင်းလိုက်မယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူတို့အနာကိုတက်တိစိတ်ပြန်ကမ်းပြီးတာနဲ့ချက်ချင်းဆိုသလိုပဲသူတို့ဟာ Android နဲ့ရင်ဆိုင်လိုက်ရပါတော့တယ်ဒါကြောင့်ပီတာဟာ MJ ကို Frank Castle စီခေါ်ဆောင်သွားခဲ့ပါတယ်ပြီးခဲ့တဲ့ trailer ဗီဒီယိုမှာမြင်တွေ့ခဲ့ရတဲ့အတိုင်းပီတာနဲ့ Frank တို့ဟာတယောက်နဲ့တယောက်ရန်သူလိုမိတ်ဆွေလိုဆက်ဆံရေးမျိုးရှိနေကြပြီးပီတာဟာ Frank ရဲ့ပြင်းထန်တဲ့လုပ်ရတွေကိုသဘောကျမှာမဟုတ်ပါဘူးဒါပေမဲ့ MJ ကိုကာကွယ်ဖို့အတွက်ဆိုရင်တော့ပီတာအနေနဲ့လူသက်သမားတယောက်ရဲ့အကူအညီကိုလိုအပ်ပါတယ်နောက်ပိုင်းမှာတော့ MJ နဲ့ Frank တို့ဟာဘယ်သူမှခြေရခံလို့မရတဲ့သူတို့ရဲ့ရှုပ်ဝက်နားခိုရနေရာမှာရောက်ရှိနေတာကိုတွေ့ရမှာပါအဲ့ဒီနေရာမှာစက်ကူမှတ်စုစာအုပ်တွေနဲ့ analog cassette tape တွေကိုတုံးထားတာသတိပြုမိမှာပါဒါပြင် trailer ရဲ့စောမိုက်ခန့်မှာ Frank ဟာစိတ်ဓာတ်ထိန်းချုပ်မှုတန်ကိုမခံရဘူးဆိုတာပြသထားတာကြောင့် MJ နဲ့သူ့နားမှာဘေးကင်းလိမ့်မယ်လို့ပီတာကသိနေတာဖြစ်ပါတယ်အဲ့ဒီနောက်ပီတာတယောက်အမြင့်ကနေပြုတ်ကျနေတဲ့အခန်းကိုမြင်ရပြီးဒါဟာအိမ်မက်တစ်ခုဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်ပါတယ်ပထမဆုံး trailer မှာမြင်တွေ့ခဲ့ရတဲ့ပိုးအိမ်ထဲကနေသူမနှိုးခင်မှာမတ်တဲ့အိမ်မက်ဖြစ်နိုင်ပါတယ်အဲ့ဒီနောက်မှာတော့ anime ရဲ့နောက်ခံစကားပြောတဲ့ထွက်ပေါ်လာပါတယ်ဒီနောက်ခံစကားပြောတဲ့ဟာမင်းဘလောက်ပဲအစွမ်းထက်လာပါစေဆိုတဲ့စကားလုံးနဲ့အဆုံးသတ်သွားပြီးဒါဟာပီတာရဲ့စွမ်းအားနဲ့ပြောင်းလဲလာတဲ့အများသူပိုပြီးစွမ်းထက်လာတယ်ဆိုတာကိုအရေးမပြသနေတာဖြစ်ပါတယ်ဒါပေမဲ့ပိုပြီးကြီးမားတဲ့စွမ်းအားတွေရရှိလာနေများအဲ့ဒီစွမ်းကိုထိန်းချုပ်ပြီးကောင်းကောင်းမွန်မွန်သုံးချဖို့အတွက်ပုံမကြီးပါတဲ့ responsibility တွေပါလာမှာဖြစ်ပါတယ်အဲ့ဒီနောက်ပီတာဟာမေအန်ဒီရဲ့ဂူပိတ်မှန်ရှိမှစကားပြောနေတာကိုမြင်တွေ့ရပြီးအဲ့ဒီဂူဘောကကပီးစာ PS4 Spider-Man ဂိမ်းတွေကမေအန်ဒီရဲ့ဂူဘောကစာသားတိုင်းမင်းတစ်စုံတယောက်ကိုကိုညီလိုက်လူတိုင်းကိုကိုညီလိုက်တာအတူတူပဲဆိုပြီးရေးသားထားတာကိုတွေ့ရမှာပါအဲ့ဒီနောက်မှာတော့တခန်းလုံးခေါ်တဲ့အဖွဲ့နဲ့ကျင်းအောင်တွေတိုက်ပွဲဖြစ်သွားတဲ့အခန်းကိုကူးပြောင်းသွားပါတယ်တခန်းဆိုတာက Writer Frank Miller က Daredevil ကတ်တုန်းတွေထဲမှာဖန်တီးခဲ့တဲ့ ninja ဂိုင်းတစ်ခုဖြစ်ပါတယ်အချင်းချင်းပြောရရင်သူတို့ကဒနာရီလာတားရေးတရိษံတကောင်ကိုကိုးကွယ်ကြပြီးတေဆုံးသွားတဲ့လူတွေကိုမူလလူသားပုံစံနဲ့မဟုတ်ပဲဝိညာဉ်မဲ့ခန္ဓာကိုယ်ဖြစ်နေပြန်လည်အသက်သွင်းနိုင်တဲ့စွမ်းအားရှိကြပါတယ်သူတို့က The Chase လို့ခေါ်တဲ့အဖွဲ့နဲ့ရာစုနှစ်ပေါင်းများစွာကြာအောင်စိတ်ပွဲဆင်နွှဲနေကြတာဖြစ်ပြီးအဲ့ဒီအဖွဲ့ကတခန်းကိုတိုက်ခိုက်ဖို့တဲ့ Daredevil ကိုသူတို့ဘက်ပေါင်စည်းရုံးခဲ့ကြတာပါတခန်းအဖွဲ့က Daredevil Season 2မှာ villain တွေဖြစ်ခဲ့ကြပြီးကောလာဟာလာတွေရတော့ Born Again Season 3မှာလည်း villain တွေဖြစ်ပြန်လည်ပါဝင်လာအောင်မယ်လို့သိရပါတယ်အခုတချိန်မှာတော့တခန်းအဖွဲ့က Rikers Island ကအကျဉ်းအောင်ကိုတိုက်ခိုက်ရတဲ့အဓိကအကြောင်းရင်းကတော့သူတို့ရဲ့ရန်သူဟောင်းဖြစ်တဲ့ Daredevil ကိုလက်ရှိဖမ်းဆီးချုံနှောင်ခံရတဲ့နေရာလို့ပဲထင်ပါတယ်တခန်းအဖွဲ့ကလွန်ခဲ့တဲ့ရက်သက်တစ်ပတ်အနေငယ်ကထွက်ရှိခဲ့တဲ့ Spider-Man Empire Magazine မျက်နှာဖုံးတွေကတခုမှလည်းပါဝင်ခဲ့ပါတယ်ဒါပေမဲ့တခန်းဖွဲ့နဲ့ပတ်သက်ပြီး MCU ရဲ့တခြားဆက်ဆက်မှုတခုရှိနေပါသေးတယ်ဘလစ်ဖြစ်သွားတဲ့ချိန်တုန်းက Hawkeye က Ronin ဝစ်ဆောင်ကိုဝစ်စင်ပြီးယာကူဇာဂိုင်းတွေကိုအမြင့်ပြတ်တုတ်တင်ရှင်းလင်းပစ်ခဲ့ပါတယ်ဒါကြောင့် Hawkeye ရဲ့ယာကူဇာမြေအောက်လောကကိုပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့တဲ့လောက်ရကြောင့်လက်ခသွားတဲ့နေရာမှာတခန်းဖွဲ့ကစားတော့ဝင်ရောက်ပြီးအင်အားကြီးမားလာတာလည်းဖြစ်နိုင်ပါတယ်တကယ်တော့ The Defender Series ထဲမှာသူတို့ကိုနောက်ဆုံးတွေ့ခဲ့ရတုန်းကသူတို့ဟာတကယ်ကိုအထိနာပြီးရှုံးနေသွားခဲ့ကြတာပါဒါပေမဲ့အခုလိုအခြေအနေတွေကြောင့်သူတို့အနေနဲ့ဒီရုပ်ရှင်ထဲမှာအင်အားပြည့်နဲ့ဘာကြောင့်ပြန်လဲထွက်ပေါ်လာနိုင်လဲဆိုတာကိုတော့စဉ်းစားစရာပါအခုထွေလာဗီဒီယိုတွေထဲမှာတော့တခန်းဖွဲ့က Spider-Man တွေတကယ်ကိုခေါင်းခဲစရာစိန်ခေါ်မှုတွေဖြစ်လာမယ်ပုံပါပဲသူတို့မှာပီတာတခါမှမြင်ချိုင်ပူးတဲ့အစိမ်းမြင့်တိုက်ခိုက်ရေးစွမ်းရည်တွေရှိနေကြပုံရပါတယ်အမယာကထုတ်ပြန်ထားတဲ့ဓာတ်ပုံတွေပေါ်မှာဆိုရင်ပီတာရဲ့လက်မောင်းမှာနင်ဂျာစက်ကြတွေစိုက်ဝင်နေတာကိုတွေ့ရမှာပါဒါပြင်သူတို့ဟာပီတာရဲ့ဘေးပတ်ပတ်တွေကိုဝိုင်းရံပိတ်ဆို့နိုင်ပြီးသူ့ရဲ့နောက်ကျောဘက်ထိပါရောက်ရှိတိုက်ခိုက်နိုင်တာကိုတွေ့ရပါလိမ့်မယ်ဒါဟာ Daredevil Season 2က Data V နဲ့သူတို့ရဲ့နှလုံးခုန်တန်တွေကို
လိုင်းလံစုံစမ်းလို့မရအောင်လှည့်စားနိုင်ခဲ့တယ်လို့မျိုးတဟန်းဖွဲ့အားပီတာရဲ့စပိုင်ဒါဆန်ကိုပါဝင်ရောက်နှောက်ယှက်ပြီးရှောင်သွားနေတဲ့သဘောမျိုးဖြစ်နေနိုင်ပါတယ်ဒါပေမဲ့အချက်တစ်ချက်ရှိနေပါသေးတယ်တဟန်းဖွဲ့ကမတ်တမာတော့ကိုလုံးချန်တက်ဖြတ်ဖို့တဲ့ဒီချင်းတောင်တွေကိုကျူးကျော်ဝင်ရောက်လာတာလေးဖြစ်နိုင်ပါတယ်ဒဲတီဗေဘွန်ကန်ရဲ့စီဇန်2အဆုံးသတ်မှာမတ်တမာတော့ကသူ့ကိုယ်သူဒဲတီဗေလို့ကြေညာလိုက်တာကြောင့်လာရောက်လုံးချန်တဲ့ကိုစပိုင်ဒါမန်ကတားဆီးနေတာဖြစ်ဖို့များပါတယ်နောက်ပိုင်းခန်းထဲမှာတော့ပီတာတယောက်ဒီတိုက်ပွဲထဲမှာမျက်နှာဖုံးမပါဘဲနဲ့အတော်လဲထိနာပြီးရိုက်ခံထားရတဲ့ပုံစံမျိုးကိုမြင်တွေ့ရမှာပါအဲ့ဒီအချိန်ကမတ်တမာတော့ကသူ့ကိုကူညီဖို့တဲ့ချင်းတောင်တွေကနေထွက်လာမယ့်အချိန်လည်းဖြစ်နိုင်ပါတယ်အဲ့ဒီနောက်မှာတော့သူဟာနင်ဂျာတွေကိုအတန်ကောင်လိုက်လံနှိမ်နှင်းတော့မှာဖြစ်ပြီးပီတာအနေနဲ့လည်းသူ့ရဲ့ရှင်းနေကြီးလက်တွေ့လှုပ်ရှားနေတာကိုမြင်တွေ့ရတော့မှာဖြစ်ပါတယ်တခန်းဖွဲ့ဝင်တွေထဲမှာလည်းထူးခြားဆန်းပြတဲ့သဘာဝလုံးစွမ်းအားတွေပါဝင်နေတာကိုသတိပြုမိမှာပါသူတို့ဟာဝင်ခင်းတွေကိုပေ90လောက်ထိမြင့်အောင်ခုန်တက်နိုင်ကြပါတယ်ပြီးတော့ကျွန်တော်အနေနဲ့ Norway Hot Trailer တုန်းကအခန်းလေးကိုပြန်ပြီးသတိရမိစေပါတယ်အဲ့ဒီတော့ကဗီလိန်တွေအများကြီး Spider-Man ကိုချနေချိန်မှာလီဗ်ဆက်ကြီးကမမြင်ရတဲ့ရန်သူတယောက်ရဲ့လက်သီးချက်နဲ့ခံလိုက်ရတဲ့ကိုမြင်ခဲ့ရပါတယ်ဒါကြောင့်ဒီချင်းနောက်စကန်မှာ Dative တေချာတော့ပါဝင်ဖို့များပါတယ်အဲ့ဒီနောက်မှာတော့ Spidey ကသူတို့အားလုံးကိုဖမ်းဆီးဖို့တဲ့ပင်ကွန်မြင်ကုန်ရကြီးတစ်ခုကိုရဲလောက်လိုက်ပါတယ်ဒါဟာပီတာတယောက်သူ့ရဲ့ကိုယ်ပိုင် organic weapon power ကိုနောက်ဆုံးမှကြွញ្ကျချင်းထိချုပ်သွားနိုင်တယ်ကိုပြခဲ့တာဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့အဆောက်အဦတစ်ခုပြိုကျပျက်စီးသွားတဲ့ကိုမြင်တွေ့ရမှာပါပီတာတယောက်အောက်ကိုပြုတ်ကျနေတဲ့အပြင်သူ့ရဲ့နောက်မှာတော့ပင်ကွန်မြင်နေကြားထဲမှာပိတ်မိနေတဲ့ဟော့ကြီးကိုပါတွေ့ရမှာပါပီတာကဟော့ကြီးကိုပင်ကွန်မြင်နေတဲ့ထိချုပ်ဖို့ကြိုးစားခဲ့ပုံရပေမဲ့ဒီလူကောင်ကြီးကတော့အဆောက်အဦတစ်ခုလုံးပြိုကျတဲ့အထိကိုရုန်းကန်နေပါတယ်အဆုံးသတ်မှာတော့ပီတာက damage control officer ချို့နဲ့ဟာသာဆန်ဆန်နိုင်ခိုင်းနေတဲ့အခန်းလေးနဲ့ပိတ်ထားပါတယ်ဒါဟာပီတာပါကိုက်ခီးစဉ်ကဟောင်းခမ်းမင်းရုပ်ရှင်တုန်းကအထက်တန်းကျောင်းသားဘွားနဲ့စတင်ခဲ့ပေမဲ့အခုချိန်မှာတော့သူဟာပိုပြီးတက်ကြီးလာသလိုအတွေ့အကြုံနဲ့ပုံရိပ်ကျလာတဲ့ Spider-Man တယောက်ဖြစ်နေပြီဆိုတာကိုပြသသွားတာဖြစ်ပါတယ်ကဲဒါတွေကတော့ကျွန်တော်ရှာဖွေတွေ့ရှိထားတဲ့ Easter egg လေးတွေပဲဖြစ်ပါတယ်တကယ်လို့အသိအနေနဲ့တခြားတွေးမိတာမျိုးတွေရှိရင်လည်းအောက်က comment မှာပြောသွားပေးလို့ရပါတယ်ဗီဒီယိုလေးကိုကြိုက်နေဆိုရင်တော့ like and subscribe လေးလုပ်သွားပေးလို့ရပါတယ်ကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်